Mary Chapman နာမကျသောကလေးများအကြောင်းမှာကျောင်းသားကျောင်းသူများအသိပညာဗဟုသုတတိုးပွားစေဖို့ English မြန်မာဘာသာပြန်စာပေများဖတ်ရှုလေ့လာနိုင်စေဖို့အတွက်ကျောင်းစာကြီးတိုင်းကိုဖွင့်လှစ်ပေးထားပါတယ်။စာကြီးတိုင်းမှာကျောင်းသင်ခန်းစာများအပြင်ပုံမြင်စာအုပ်များ၊ကျန်းမာရေးပညာပေးစာအုပ်များ၊ပဒံဆွဲနဲ့ဆိုင်တဲ့အခွင့်အရေးဆိုင်ရာစာအုပ်များ၊ဘာသာပြန်စာပေများရုပ်ပြကားတုံးများစတဲ့အသိပညာဗဟုသုတများရရှိစေနိုင်မယ့်စာအုပ်များကိုလေ့လာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။မေဒီချက်မင်းနာမကျသောကလေးများအကြောင်းစာကြည့်တိုက်တွင်ကလေးငယ်များအတွက်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုအခုလိုပြောပါရစေ။အဓိကတော့နာမကျကြောင့်ဖြစ်တဲ့အတွက်ကြောင့်မလို့နာမကျကလေးတွေနဲ့အဆင်ပြေမဲ့ကလေးရွယ်တွေဖတ်လို့ရမယ့်စာအုပ်တွေလေတန်းနေဖတ်လို့ရမယ့်စာအုပ်တွေအထက်တန်းဖတ်လို့ရမယ့်စာအုပ်တွေနောက်ပြီးတော့ဆရာမတွေအတွက်လည်းပြင်ဆင်ထားပေးပါတယ်ရှင်။အရင်လက်ထက်တွေကလည်းအစဉ်ဆက်ရှိခဲ့ပါတယ်။အခုကထပ်ပြီးတော့ဆရာမကြီးရဲ့လမ်းညွှန်ချက်နဲ့အညီပေါ့နော်။စာကြည့်တိုက်လေးကိုပို့ပြီးတော့ဗတ်စုံဖွင့်ဖြိုးလာအောင်ပေါ့နော်။ထပ်ပြီးတော့စာအုပ်တွေအခုအလှူရှင်တွေထပ်လှူထားတဲ့စာအုပ်တွေနဲ့ကလေးအပြင်အစင်ပေါ့ decoration ဘိုင်းလေးကိုလည်းထပ်ပြီးတော့ကလေးတွေစိတ်ဝင်စားလာအောင်စာကြည့်တိုက်ကိုလာခြင်းလာအောင်အားဖြည့်ထားပါတယ်ရှင်။ဆရာမတွေနဲ့အတန်းလိုက်ခွဲထားတာပေါ့တိုက်တပယ်တွေဆွဲထားပြီးတာပေါ့နေ့ရက်တလို့မရှိဘူးဒီမှာအတန်းအားလုံးအတွက်ကိုအဆင်ပြေအောင်လို့သူတို့အချိန်လေးနဲ့ညှိပြီးတော့စာသင်ချိန်အားတဲ့အချိန်တွေနဲ့အတန်းမိုင်ဆရာမတွေနဲ့ညှိပြီးတော့လာဖို့လှုပ်ထားပါတယ်ရှင်။ကလေးငယ်များစိတ်ဝင်စားလာအောင်ရုပ်ပြစာအုပ်များတဘာဝပတ်ဝန်းကျင်နဲ့ရာသီဥတုတိရစ္ဆာန်နဲ့ပတ်သက်တဲ့စာအုပ်များကိုဖတ်ရှုနိုင်ရန်အတွက်တေချာပြင်ဆင်ပေးထားကြောင်းအခုလိုပြောပါရစေ။ကလေးတွေစိတ်ဝင်စားလာအောင်သူတို့ကြိုက်တတ်တဲ့စာအုပ်ကလေးတွေကိုသူ့အကန့်နဲ့သူပေါ့အဲ့လိုမျိုးလေးတွေထားပေးရပါတယ်အခုအထူးသဖြင့်ကလေးတွေဆိုရင်နာမကျကလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေကရုပ်ပြလေးတွေကိုစိတ်ဝင်စားတယ်ပြီးတော့တဘာဝပတ်ဝန်းကျင်နေနဲ့တရိတ်ဆန်လေးတွေပြီးတော့ရာသီဥတုအကြောင်းတွေအဲ့ဒါလေးတွေသိဖို့အတွက်တေချာလုပ်ပေးထားတာပေါ့သူတို့လေးလာခွင့်ရအောင်အလွယ်တကူကြည့်နိုင်အောင်လို့ပြင်ဆင်ထားပေးရပါတယ်ရှင် mainstream ကလေးပဲဖြစ်ဖြစ်ဒီနာမကျကလေးပဲဖြစ်ဖြစ်အကုန်လုံးကတော့တူပါပဲသူတို့လည်းအပြင်ကဒီ mainstream ကလေးတွေလိုမျိုးပဲရမယ်အခွင့်အရေးတွေလည်းဒီကျောင်းမှာအကုန်ပြင်ဆင်ထားပေးပါတယ်သူတို့စိတ်ဝင်စားစာပေကိုချစ်မြတ်နိုးတက်အောင်လို့လည်းသူတို့ကြိုက်တာလေးတွေနဲ့ပြင်ဆင်ထားပေးပါတယ်ရှင်ကလေးတွေအတွက်ပေါ့စာပေကိုချစ်မြတ်နိုးတက်လာမယ်ပြီးတော့စာပေကနေပြီးတော့သူတို့တွေလိမ္မာယဉ်ကျေးလာမယ်ဗတ်စုံဖွံ့ဖြိုးတိုးတက်လာမယ်ကိုယ်တိုင်လည်းစာတွေရေးကျင်လာမယ်သူတို့စိတ်ခံစားချက်တွေကိုသူတို့စာရေးပြီးတော့ဖော်ပြနိုင်မယ်အဲ့ဒါအတွက်အများကြီးကြိုးကျေးဇူးရမယ်ထင်ပါတယ်ရှင်ဒီစာကြည့်တိုက်လေးကိုလည်းကျောင်းသားတိုင်းလည်းအကုန်လုံးလာနိုင်အောင်လို့ပေါ့နော်အမြဲတမ်းဖွင့်ထားပါတယ်ဆရာမတွေလည်းအများကြီးစာအုပ်တွေကိုလေ့လာမှတ်သားခွင့်ရမယ့်အတွက်လည်းအများကြီးပြင်ဆင်ထားပေးပါတယ်လို့မေရီချက်မင်းနာမကျသောကလေးများကျောင်းစာကြည့်တိုက်သို့2026-2029ပညာသင်နှစ်တွင်ပညာသင်ကြားနေသောကျောင်းသားကျောင်းသူများစာအုပ်စာပေများကိုလေ့လာဖတ်ရှုနိုင်ရန်အတွက်ဖွင့်လှစ်ထားလျက်ရှိကြောင်းသိရပါတယ်ရှင်။